ရဲတပ်ဖွဲ့ဝင်တွေဟာပုံမှန်စစ်ဆေးဖို့အတွက်တန်ကြက်ကမော်တော်ယာဉ်ရဲ့တကားကိုဖွင့်လိုက်ကြတယ်ဒါပေမဲ့ကားထဲမှာရှိနေတဲ့အရာကိုမြင်လိုက်ရတဲ့အချိန်မှာတော့ရဲချုပ်ဖြစ်သူဟာတကားကိုချက်ချင်းပြန်ပိတ်ဖို့နဲ့ဒီယာဉ်တန်းကိုအချိန်မဆွဲပဲခီးဆက်ခွင့်ပြုလိုက်ဖို့သူ့လူတွေကိုအရေးပေါ်အမိန့်ပေးခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့သူတို့တွေအချက်တစ်ချက်ကိုအသေးချာတိထားလို့ပါပဲအဲ့ဒီနေရာမှာနောက်ထပ်စက္ကန့်ပိုင်းလောက်တင်ပိုနေမိရင်တောင်ရှိနေသူအားလုံးရဲ့အသက်အန္တရာယ်ဟာအလွန်တရာစိုးရိမ်ရမယ့်အခြေအနေကိုရောက်သွားအားနိုင်လို့ဖြစ်ပါတယ်။ရာခင်မှာပဲဒီကိစ္စဟာကာကွယ်ရေးဝန်ကြီးဌာနအထိပေါက်ကြားသွားခဲ့ပါတယ်။အစစ်မြင့်ဆုံးအရာရှိကြီးတွေရဲ့နားထဲကိုဒီသတင်းရောက်သွားတဲ့အခါအားလုံးပဲအကြီးအကျယ်တုံ့လုံးခြောက်ချသွားကြပြီးကာကွယ်ရေးဝန်ကြီးကလည်းထိတ်တန့်ရေးပေါ်မိတ်တစ်ခုကိုချက်ချင်းထုတ်ပြန်လိုက်ပါတယ်။အဲ့ဒါကတော့လမ်းတစ်လျှောက်မှာရှိတဲ့စစ်စေးဂိတ်ပေါင်း8တူညကျော်အားလုံးကိုဒီရင်နဲ့ပတ်သက်ပြီးဘာမှဝင်ရောက်မဆွတ်ဖက်ဖို့ညွှန်ကြားချက်ပဲဖြစ်ပါတယ်။အဲ့ဒီအချိန်ကြာမှသာအဆိုပါရင်ကိုပထမဆုံးစတင်တားဆီးခဲ့တဲ့ရဲရရှိဟာသူခုနာကတင်ဘယ်လိုလူမျိုးနဲ့ထိတ်တိုက်တွေ့ခဲ့တာလဲဆိုတာကိုကောင်းကောင်းကြီးသဘောပေါက်သွားပါတော့တယ်သူဟာတကိုယ်လုံးတုံရင်နဲ့သူ့ကိုကူညီပေးဖို့ရဲချုပ်ထံလာရောက်တကိုယ်လုံးတုံရင်နဲ့သူ့ကိုကူညီပေးဖို့ရဲချုပ်ထံလာရောက်တနာခံပေမဲ့နောက်တွဲရင်ထဲမှာဝတ်ထားတဲ့ကြောက်မက်ဖွယ်လှုပ်ဝက်ချက်ကြောင့်ရဲချုပ်ကိုယ်တိုင်လည်းတခြားသူကိုမပြောနဲ့သူ့ရာထူးကိုတော့မနှဲကာကွယ်နေရတဲ့အခြေအနေဖြစ်နေပါပြီကာကွယ်ရေးဝန်ကြီးဌာနကိုယ်တိုင်ရှောင်ကွင်းသွားခဲ့တဲ့ဒီလူဝက်ဆန်းကျဲရင်တန်းဟာနောက်ဆုံးမှာတော့တေပေးမှကြောက်တဲ့လူမိုက်တစုရဲ့အာယုံဆိုင်မှုကိုခံလိုက်ရပါတယ်။ဒါပေမဲ့နောက်တွဲရင်တွေကကုန်စီတွေကိုသူတို့အထင်ရှားမြင်လိုက်ရတဲ့အခါမှာတော့အားလုံးပဲကြောက်ရွံ့လို့တောင့်တင်းသွားပြီးမျက်နှာပြက်ကုန်ကြပါတော့တယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကုန်စီတွေရဲ့မျက်နှာပြင်ပေါ်မှာလူကိုအလိုလိုခြောက်ချသွားစေတဲ့အထူးတစိမ့်တစ်ခုရိုက်နေထားလို့ပါပဲ။အဲ့ဒီတစိမ့်ဟာတခြားမဟုတ်ပဲသူ့ရဲ့လှုပ်ဝက်ဆန်းကျဲလာတဲ့ဂုံသတင်းကြောင့်လူတိုင်းသိထားတဲ့မေဆန်ရဲ့ကိုပိုင်တစိမ့်ပဲဖြစ်ပါတယ်။သူ့ကိုစန့်ကျင်တဲ့သူမှန်သမျှဟာအစအနရှာမရအောင်ပျောက်ကွယ်သွားတတ်ကြပြီးမေဆန်ရဲ့ပြစ်မှတ်ဖြစ်သွားတဲ့သူတိုင်းလည်းကံကြမ္မာဆောက်ထိုးမှုမျိုးဖြစ်သွားကြရစမြဲပါသူဖြတ်တန်းသွားတဲ့နေရာတိုင်းမှာလည်းထူးခြားတဲ့အမှတ်အသားတစ်ခုအမြဲကြံရစ်လေးရှိပါတယ်။တီလာထဲဂါဟာသူ့ရဲ့ချစ်သူမိန်းမနာပျောက်ဆုံးသွားမှန်းသိလိုက်ရတဲ့အချိန်မှာတော့ဒေါသတွေအထုပ်ထိပ်ရောက်သွားပြီးသူမကိုရှာဖို့ချက်ချင်းပဲထွက်လာခဲ့ပါတော့တယ်။အဲ့ဒီအချိန်မှာတော့မေဆင်ရဲ့ရင်တန်းဟာတောတိုင်းနယ်မြေရဲ့အဆုံးအစမရှိတဲ့နှက်ဆိုင်ရအရက်မှာဝတ်ထားတဲ့ပြင်းတို့ရဲ့လှုပ်ဝက်အခြေစိုက်စခန်းစီကိုပြန်ရောက်နေပြီဖြစ်ပါတယ်။အဲ့ဒီနေရာဟာအနီးကပ်ဖို့တောင်မလွယ်ကူတဲ့ခန်းတက်ကြီးတစ်ခုလိုအလွန်တင်းကျပ်တဲ့လုံခြုံရေးတွေချထားပြီးအင်အားတောင့်တင်းတဲ့လုံခြုံရေးအဖွဲ့ကြီးတစ်ခုလည်းစောင့်ကြပ်နေပါတဲမိနာဟာအဲ့ဒီနေရာမှာသူမရဲ့ဆန္ဒမပါပဲဖမ်းဆီးချုပ်နှောင်ခံထားရပြီးတီလာအချိန်မီရောက်လာပါစေကြောင်းစိတ်ထဲကနေပဲထက်ခါတလဲလဲဆူတောင်းနေမိပါတယ်မဟုတ်ရင်တော့သူမကိုစောင့်ကြိုနေမှာကစိတ်ကူးလို့တောင်မရနိုင်တဲ့ညှဉ်းပန်းနှိပ်စက်မှုတွေဖြစ်လာတော့မှာပါဒါပေမဲ့အချိန်တွေသာကုန်ဆုံးသွားပြီးတီလာကတော့ပုံမလာသေးတဲ့အတွက်မိနာတယောက်မျောလင့်ချက်မဲ့ခြင်းဝေဒနာကိုတဖြည်းဖြည်းခံစားလာရပါတယ်ဒီလောက်ကြီးမားတဲ့တော့ကပြပါတာတွေကြားထဲမှာသူမစိတ်ကိုတည်ငြိမ်အောင်မနှဲထိန်ထားရပြီးဘေးနာတိတ်ပေးမဲ့သူတယောက်မှမရှိပါဘူးအတိအကျအဲ့ဒီအချိန်မှာပဲတီလာဟာတန်ချက်ကရင်တစည်းကိုမောင်းနေရင်းနဲ့အခင်းဖြစ်ပွားရနေရာကိုနောက်ဆုံးမှာတော့ဆိုက်ဆိုက်ညံ့ညံ့ရောက်ရှိလာပါတော့တယ်